မင်္ဂလာပါရှင်တင်စာကတော့ဒီနေ့ခောက်ဆွဲစားမှာဖြစ်ပါတယ်နေ့လယ်ပိုင်းကမမဆိုင်ကိုအလဲသွားခဲ့တယ်အလဲသွားရင်းနဲ့သူ့ဆိုင်ကနေမှခောက်ဆွဲဘူးလေးတွေ့လေးပေါ့နော်စားချင်သိလည်းဖြစ်နေရတဲ့ခောက်ဆွဲဘူးလေးဝယ်ခဲ့ပါတယ်ရှင်အိမ်ရောက်တော့ခောက်ဆွဲဘူးရဲ့အစာပလာတွေထုတ်ပြီးကမှရင်နွေးလေးနဲ့ပေါ့နော်ပြုတ်လိုက်ပါတယ်ခောက်ဆွဲဘူးတဲ့တင်ပြုတ်လိုက်ပါတယ်စားလို့ရတဲ့အနေထားတွေရောက်သွားပါပြီရှင်တင်စာပြောနေရတောင်းတော့ကြာနေပေါ့နော်ညဆိုင်နဲ့ကုံတော့မှာပါပူပူဆက်ဆက်လေးနဲ့စားလို့လည်းအရန်ကိုမှကောင်းပါတယ်ရှင်ခောက်ဆွဲသားတွေကလည်းသူကအလုံးကြီးရပေါ့နော်စားလို့ရန်ကောင်းတယ်တင်စားချိုက်တယ်စားလို့လည်းကောင်းတယ်ပူလည်းပူဆက်သွားပါပြီအခုကတော့အရေးပဲကြာမှာတော့တယ်စားနေနဲ့အိုက်လာတာဖြစ်လို့အင်ကြီးချွတ်လိုက်တယ်ပြီးတော့အဆက်ပြေလေးပေါ့နော်ဒါအခုထောပတ်တီးနဲ့ကဆန်ကွေကာလေးနဲ့ရောပြီးကမှမွေစားမှာဖြစ်ပါတယ်ကဆန်ကွေကာနဲ့စားဖို့ကြလားကျမကတော့ဒါပထမဆုံးခုမှစားဖို့တာပေါ့နော်အိမ်ရမောင်လေးကအကြံပေးလို့ပါအဲ့လိုစားရင်လည်းရမ်းကောင်းပါတယ်မမရေးစားကြည့်ပါဆိုလို့ကျမစားကြည့်လိုက်တာဟုတ်တယ်သူကတော့တကြားတက်နည်းနည်းပဲပါတာပေါ့နော်ဒါကြောင့်မလို့အသီးလေးနဲ့မွေခောက်စားလိုက်တဲ့ခါမှာစားလို့အရန်ကောင်းတယ်အသီးတွေကလည်းဒီနေ့မှမျိုးတွေကနေလက်ဆက်ဆက်ဝယ်ခဲ့တာဖြစ်တယ်ဒါကြောင့်မလို့အသီးလေးနဲ့ခောက်စားလိုက်ပါလိမ့်ရှင်ကုန်သွားပါပြီကျမဗီဒီယိုရိုက်စားတောင်းနေတာကိုအင်ရချန်လုံးကအစားဆုံးကြည့်နေ